အားလုံးပဲနေကြပါကျွန်တော်ဒီနေ့မှာတော့ mobile ရဲ့ game မှာကျွန်တော်ကွန်ပျူတာရေးဆိုတာရှိရလားဟိုကြားဘူးကြတယ်ဟုတ်ပြီကျွန်တော်ဒီနေ့မှာတော့ကွန်ပျူတာ9000နဲ့ကျွန်တော်တယောက်တည်းနဲ့သွားဆော့ကြည့်ပါကွန်ပျူတာကတော့ကျွန်တော်ရိုးရိုးကွန်ပျူတာထားမှာပဲဖတ်ကွန်ပျူတာထားမှာပေါ့နော်ဆိုတော့ခက်ခဲတော့ကွန်ပျူတာပေါ့နော်အဲ့ကွန်ပျူတာ9000နဲ့ကျွန်တော်တယောက်တည်းနဲ့ဘယ်သူနိုင်လဲကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်ဆော့ရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒါဆော့နိုင်ရောလားဒါမှမဟုတ်ဖတ်ကွန်ပျူတာ9000ပဲကျွန်တော်တိတ်သွားမလားဆိုတော့ကျွန်တော်လည်းဗီဒီယိုလေးကိုတူသွားကြည့်ကြအောင်အားလုံးပဲဒါဆိုကျွန်တော်တို့ဗီဒီယိုလေးမစခင်ကျွန်တော် channel ကို like ဆိုဖိုင်လို့မမေ့ပါနဲ့ဒါဆိုရင်တော့အားလုံးပဲဗီဒီယိုလေးကိုကျွန်တော်စားလိုက်ကြအောင်ဗျာအားလုံးပဲ like ဆိုဖိုင်လုပ်ခဲ့ပြီပါဆိုတော့ undan ဆိုတာဘာလဲဆိုတော့မသိတဲ့လူတွေအတွက်ကတော့ undan ဆိုတာကျွန်တော်တခါမှမသိအောင်ဆော့တာပေါ့နော်ဆိုတော့ဆော့နိုင်ပါမလားကျွန်တော်တို့ like ကြည့်ရအောင်နော်အားလုံးပဲအခုဆိုတော့ကျွန်တော်ဒီမှာကွန်ပျူတာထည့်လိုက်ပါမယ်ဆိုတော့ကျွန်တော်အခုကွန်ပျူတာထည့်ယူပါပြီကျွန်တော်တို့အခုဒီမှာဖတ်ကွန်ပျူတာထားမှဖြစ်တဲ့အတွက် hack AI ပေါ့နော်ဆိုတော့ဒါလေးကိုနှိပ်လိုက်မယ်โอเคရပြီအဲ့ဆိုတော့ကျွန်တော်ပွဲလေးကိုစားလိုက်ကြအောင်ဗျာအဲ့တော့ကျွန်တော်ဘာဟီးရိုးကိုင်ကောင်းလဲကျွန်တော်မသိဘူးဆိုတော့ကျွန်တော်ချက်လောက်ကြည့်လိုက်မယ်ဘာဟီးရိုးကိုင်ကောင်းသူတို့9ကောင် AC တိတ်လို့ရမယ်ဟီးရိုးတွေတစ်ကောင်ကိုင်မယ်ဗျာဆိုတော့ကျွန်တော်တို့မဆမ်မန်းတွေကပဲကိုင်ရတော့မယ်ဆိုတော့ကျွန်တော်ဟာရာဘီကိုင်နေမယ်ဗျာဟာနာဘီကိုကောင်းမယ်နဲ့တူရနော်ဟာနာဘီကိုကျွန်တော်ဖြစ်လာတယ်ဒီဟာနာဘီကိုင်မယ်အခုလောလောဆယ်တော့ကျွန်တော်မှာဟာနာဘီစကင်ရဒါတွေပဲရှိပါတယ်ဆိုတော့ဒီနဲ့ကောင်းပေါ့နော်โอเคကျွန်တော်တို့ဘယ်သူနိုင်အောင်လဲကျွန်တော်ကြည့်လိုက်မယ်โอเคဟိုဘက်ကတော့ကျွန်တော်တို့မီယာနာနာကျွန်တော်ဖီယာကျွန်တော်တိုက်ဂရစေဗာပါပေါ့နော်ဆိုတော့မီယာနဲ့ကျွန်တော်နာနာစကင်ကိုကြည့်လိုက်ပါကော်လက်တာတွေနော်တော့မရှုံနဲ့ကွန်ပျူတာကကော်လက်တာရှိတယ်โอเคပဲစားပြီကျွန်တော်အဲ့ဒါလည်းဆက်မယ်နော်ကျွန်တော်မှ emo ကတော့အဲ့လိုလေးရှိတယ်โอเคAI นี่ရွေးနိုင်အောင်မလားကျွန်တော်ပဲနိုင်အောင်လားကြည့်ကြအောင်ဓမ္မတာပါခါဒီကျွန်တော်အခုဒီမှာတဲအောင်မှာတော့မလားသိဘူးပေါ့နော်ကျွန်တော်ကြည့်ရစားမယ်ကိုရှိကိုပါမယ်ဗျဒီဘက်ကကျွန်တော်လေးရပြီတူတယ်နာဗျနာမလာဘူးတော့အဲ့ဒါမလာပါတော့တော့လေးပါဟေးကိုဘက်ကကြည့်ရနှစ်တုံးစီနော်ဆိုတာနှစ်တုံးစီပြီးတရားမှလည်းမလားကျွန်တော်ကြည့်ရချင်းကြโอเคကျွန်တော်တို့ဒီမှာလုပ်မယ်ဟာစေးပါကြီးထွက်လာပြီ brother တို့သွားပြီ oh my god 3ကောင်တော့3ကောင်တော့ oh my god oh my god ရ3ကောင်တော့ရှိခွင့်နိုင်မယ် let's go ဒီနဲ့ဒီဟာဟိုပြီးသွားပြီသွားပြီအာရောက်တကယ်ကောင်းတယ်ဟာငါ့ကိုအုပ်စုလိုက်ကြီးမေးတာဟဲ့ရောက်လေဘာမှမလို့လို့အားရတယ်ဒီမှာနာလည်းပဲကြီးပေါ့ကော်လက်တာစကင်ဆိုမိုင်းတယ်နော်ကြောင်မပြီးနဲ့သွားဒီကောင်မလို့ဒီကောင်လို့ပါပြီဆိုအခုကျွန်တော်တာဝါချိုးမယ်ဗျာဒီကောင်မှလည်းမလာတော့ကျွန်တော်တာဝါပဲချိုးလိုက်အောင်ဆိုတော့ကျွန်တော်ထင်တာကတော့ဒီ AI နဲ့ကကျွန်တော်တာတက်ကိန်းနဲ့ပုံမှာဆိုတော့တာလည်းသွားကြည့်ကြမယ်နော်ကျွန်တော်တွေ့ရတော့ဖြည့်မှာရတာလည်းကြည့်ကြမယ်တာလည်းမကြီးဘူးပါဒီကောင်လေးโอเคကျွန်တော်တို့ဖြည့်ပဲရှင်းမယ်ကြည့်လို့ရှိရင်ကျွန်တော်ဒီမှာအောက်လင်းသွားကြမယ်ဒီကောင်တော့ကောင်းသွားဖြည့်ရအောင်လို့โอเคမှာစေးပါတွေ့ပြီစေးပါကိုပိုင်းမလားဆိုတော့ကြည့်ကြမယ်ဗျဟာအုပ်စုလိုက်ရေးရောက်ရေးအိုးမရဘူး brother တို့မရဘူးပြေးတာပြီးတော့ရောက်ငါမနိုင်ဘူးဟာโอเคဒီကောင်တစ်ကောင်နဲ့နေကြလာပြီဆိုတော့ကြီးရလိုက်အားရဟိုကောင်ရှိလာလားလို့ရှိတယ်မရဘူးလေโอเคကြာရွာပြီစေပါတာလေကြီးနေလောက်ပြီဗျမာတိတဲ့အဲ့ AI တဲ့တာလေကြီးရဲ့ AI တာလေသွားလူချိန်နဲ့အတိုင်းပဲတာလေကြီးသွားပါပြီရရင်ကတွေးဖြည့်မှရမယ်မာတိတွေးနေတော့မရဟိုကောင်ကအောက်လင်းမှာ AC လုံနေရလို့ရောက်တယ် AI လို့သာပြောတာရောက်ပြီဟိုက်ပါ3ကောင်အားတော့နောက်ကြနေပြီဒါအဲ့3ကောင်လို့ကြည့်နေလားဒီနိုင်မဒီနိုင်လို့ဒီနော်ရောက်အာမရဘူးโอเคကျွန်တော်စသတည်သွားပြီပေါ့နော်
တော်ကောင်းတဲ့ကူမူတာတွေပါပေါ့ကျွန်တော်ပါလာလို့ကျွန်တော်ပါလာလို့လေဒီလိုက်လို့မေးပြလိုက်ခဏကောင်ပါလာလို့တာလေးလို့မေးပြလိုက်တားရပါတော့ဟာဒီကောင်ဟဲ့ AI လို့လည်းပြောသေးတယ်ကွာဒါလေးอ่ะโอเคနှစ်ကြီးကတော့ easy ပိုင်းရရောက်ပြီโอเคကျွန်တော်ဟိုမှာစီပေါက်တွေ့တယ်အဲ့တော့ဒီကောင်၃ကောင်ပူးနေမယ်အကောင်လေးဆိုတော့မပူးတော့ကျွန်တော်နှစ်ကောင်ပေါက်ပြီးအားဆိုရတယ်ဒီကောင်အဲ့ဒီ3ကောင်မတုံးရင်တက်ကျွန်တော်တည်ပြီငါတည်တယ်တော်သေးတယ်ပြောင်းလေအများကြီးပဲဘိုင်းနဲ့တော့ရှိပြီးတော့အောင်ပြီးတော့တော့ကိုကောင်းနေအများကြီးပဲလိုက်တာကြောက်အောင်ဒီရက်ချူချအခုဆိုရင်တော့ကျွန်တော် easy ကိုနိုင်သွားပြီပဲဖြစ်ပါတယ်တော်လွယ်ပါတယ်အားလုံးပဲကျွန်တော်အခုဆိုရင်တော့နိုင်ဝိုင်းပဲဖြစ်ပါတယ်အားလုံးပဲတွေ့တဲ့အတိုင်းပဲကျွန်တော်နဲ့ AI hack ကူမီတာရေဆိုတော့ကျွန်တော်ကအတိအကျကြီးကိုသူတို့နိုင်သွားခဲ့ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေစေကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးပဲနောက်နေ့မှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye ပါဗျာ
ဒါပေမဲ့ကျွန်တော်မစောနိုင်သွားတာကတော့ကျွန်တော်အန်တက်မစောနိုင်သွားတာပါပဲဆိုတော့အဲ့ဒါပါပဲအကုန်လုံးကတော့မီးရှင်အောင်ပါတယ်ဗျ